မင်္ဂလာပါရှင်ဆရာကြီးဦးကိုအင်္ဂါဤ10ရက်တရားတော်ဓမ္မဒေသနာအနှစ်ချုပ်စာအုပ်ကလေးကိုဖတ်ပြခြင်းပါတယ်ဆရာကြီးရဲ့တရားစာအုပ်ကလေးကိုကိုယ်တိုင်လည်းနှစ်သက်လို့ရောအသက်ကြီးဝါကြီးတွေစာများမဖတ်နိုင်တဲ့သူတွေနားထောင်လို့ရအောင်ဆိုပြီးတော့ကျမကဆရာကြီးရဲ့စာအုပ်ကိုတရားဓမ္မကိုပူဇော်ရင်းနဲ့ဖတ်ပြပေးပါမယ်ရှင်အမှားစာတန်တရားဝိစင်းရဲ့အပေါင်းမှလွတ်မြောက်ရန်အတွက်မှန်သောလမ်းမော်ကြင့်ကြံလျှောက်လန်းခြင်းဖြင့်သာရနိုင်ပြီးဆွေးနွေးခြင်းများပြုလုပ်နေခြင်းဖြင့်မရရှိနိုင်လို့ဆရာကြီး SN ကိုအင်္ဂါဦးကိုအင်္ဂါမှပြောခဲ့ပါသည်ဝိပဿနာတရားဘက်တစ်ခုကိုစတင်ဝင်ရောက်သောယောဂီသည်ဆင်းရဲခြင်းအပေါင်းမှလွတ်ရန်အတွက်မှန်ကန်သောခြေလှမ်းများလျှောက်လန်းနိုင်ရန်အခွင့်ရရှိကြသည်ဤသို့တရားဘက်ကိုဝင်ရောက်ကြည်ကြံကြသောသူများသည်စိတ်ဖိစီးမှုအထွေအမြင်လွဲမှားမှုစသည့်နေ့စဉ်ကြုံတွေ့နေရခြင်းတို့မှကင်းလွတ်စေသည့်နည်းကိုသင်ကြားသိရှိကြရပေမည်ထိုအခါတွင်ယောဂီသည်နေ့စဉ်နေရေးထိုင်ရင်ခဏတိုင်းတွင်စိတ်ချမ်းမြေ့စွာအောင်မြင်မှုများရရှိပြီးဘဝတစ်လျှောက်တွင်ပျော်ရွှင်စွာနေထိုင်နည်းကိုသိရှိလာကြသည်တစ်ချိန်တည်းမှာပင်လူတိုင်း၏လမ်းဆုံးပန်းတိုင်ဖြစ်သောအမြင့်ဆုံးရည်မှန်းချက်ကိုဆက်လက်လှမ်းနိုင်ကြမည်စိတ်၏ဖြူစင်တန့်ရှင်းမှုဆင်းရဲအပေါင်းမှလွတ်မြောက်ပြီးမဉ္ဇဉ်ဖူဉ္ဇဉ်တိုင်တက်လှမ်းနိုင်သောပန်းတိုင်ကိုရရှိနိုင်ကြမည်ဖြစ်ကြသည်ထိုကဲ့သို့ပန်းတိုင်ကိုတွေးတောဆင်ခြင်စဉ်းစားနေယုံဆန္ဒရှိနေယုံနှင့်ရရှိနိုင်ကြမည်မဟုတ်ပေထို့ကြောင့်ဝိပဿနာတရားဘက်တွင်ကိုယ်တိုင်လက်တွေ့ကြည်ကြံအားထုတ်ရန်သာအလေးပေးထားသည်ဆင်ခြင်စဉ်းစားအငြင်းပွားမှုလက်တွေ့ကျင့်မှုနှင့်မဆိုင်စာတွေ့အကြောင်းများအခြေအတင်ပြောဆိုခြင်းများမပြုလုပ်ကြရပေယောဂီသည်မိမိသိလိုသောချင်းရာများကိုခန္ဓာကိုယ်ရောက်သိရှိစေရန်သာအလေးထားအားပေးထားသည်တရားပြဆရာများအနေနှင့်တဦးစီ၏လက်တွေ့ကျင့်စဉ်တွင်လိုအပ်ချက်များကိုသာကူညီပေးဆွေးနွေးအကြံပေးနိုင်သည်ယောဂီတဦးချင်းသည်ညွှန်ကြားချက်များနှင့်အညီလိုက်နာပြီးမိမိ၏စစ်ပွဲကိုမိမိကိုယ်တိုင်တိုက်ကြရသည်ဆင်းရဲခြင်းအပေါင်းမှလွတ်မြောက်ရန်အတွက်မိမိကိုယ်တိုင်သာတရားကျင့်စဉ်အတိုင်းကျင့်ကြံအားထုတ်ကြရမည်ဖြစ်ပေသည်ဤကဲ့သို့အရေးကြီးသောအကြောင်းများကိုညွှန်ပြထားပြီးတော့လဲယောဂီအနေဖြင့်ကျင့်စဉ်ဤသဘောကိုနားလည်ရန်လိုအပ်သောကြောင့်နေ့စဉ်ညနေပိုင်းများတွင်တရားဒေသနာကိုဆရာကြီးဦးကိုအင်္ဂါမှဟောကြားပြီးတနေ့တာတရားလုပ်ငန်းအကြောင်းကိုရှင်းပြပေးသည်သို့သောဒေသနာနာကြားခြင်းသည်စိတ်ကိုပျော်ရွှင်စေရန်မဟုတ်ကြောင်းဆရာကြီးမှပြောပြသည်တရားဒေသနာ၏ရည်ရွယ်ချက်မှာယောဂီအားမိမိတို့ကျင့်ကြံနေသောတရားများကိုဘာကြောင့်လုပ်ရသည်အဘယ်ကြောင့်ပြုလုပ်ရခြင်းဖြစ်သည်တို့ကိုရှင်းပြပြီးယောဂီအနေနှင့်မှန်ကန်စွာကျင့်ကြံအားထုတ်ပြီးလိုရာကောင်းကျိုးများကိုဖြစ်ထွန်းရရှိစေရန်ဖြစ်ပေသည်ထိုဒေသနာဟောပြောချက်များကိုအကျဉ်းအားဖြင့်စုစည်းတင်ပြထားသည်တရားပတ်10ရက်၏ဒေသနာများသည်ဗုဒ္ဓမြတ်စွာဘုရားရှင်၏ညွှန်ကြားသင်ပြမှုတို့ကိုခြုံငုံ၍ဖြန့်ကျက်လွှမ်းမိုးလျက်သိသာရန်ရှင်းလင်းထားသည်ဟောကြားပုံများမှာပညာရေးတွင်နှိုက်နှိုက်ချွတ်ချွတ်ခွဲခြားဝေဖန်ထားပုံမျိုးမဟုတ်ပေယောဂီ၏လက်တွေ့ကျင့်စဉ်တွင်ကြုံတွေ့ရသောလက်တွေ့ဓမ္မအကြောင်းတို့ကိုနားလည်သဘောပေါက်စေရန်သဘောတဘာဝဖြစ်ပျက်မှုအလုံးစုံကိုရှင်းလင်းပြထားခြင်းများဖြစ်၏ဘတ်စုံတရားရှုမှတ်မှုတို့သည်တူညီသောအခြေခံလက္ခဏာအဖြစ်တရားရှုမှတ်ခြင်း၏လက်တွေ့သဘောကိုထုတ်ဖော်ရှင်းလင်းထားလေသည်တရားရှုမှတ်ခြင်း၏လက်တွေ့ဖြစ်သောခန္ဓာကိုယ်တွင်ဖောက်ပြန်မှုအမှန်သဘောတို့ကိုသိရှိလာသောတရားဓမ္မယတနာ၏အလင်းရောင်သည်ထိန်လင်းစွာပေါ်ထွန်းလာခြင်းပင်သည်တင်သည်လက်တွေ့တရားဓမ္မကိုကိုယ်တိုင်တွေ့ရှိသောအခါမှသာလျှင်ဒေသနာတွင်ဟောကြားခြင်း၏သဘောဗုဒ္ဓ၏သင်ကြားခြင်း၏အဓိပ္ပာယ်ကိုကောင်းမွန်စွာသဘောပေါက်နားလည်ကြလိမ့်မည်ဖြစ်သည်သို့သောသင်သည်ကိုယ်တိုင်ရှုမှတ်၍မရနိုင်သေးပါကစဉ်းစားနိုင်သောဉာဏ်ဖြင့်တရားရှုမှတ်ရခြင်း၏အရေးကြီးပုံကိုသိပြီးအထောက်အပံ့ဖြစ်နိုင်သေးသည်တရားရှုမှတ်ခြင်းဖြင့်တုတမယစိန်တာမယဉာဏ်ဖြင့်ဆင်ခြင်သောအစစ်မှကျော်လွန်၍ကိုယ်တိုင်ခံစားတွေ့ရှိရသောဘာဝနာမယဉာဏ်ကိုတက်လှမ်းနိုင်ကြပေလိမ့်မည်ထို့အတွက်ကြောင့်ဒေသနာ၏အကျဉ်းကိုရေးသားပြီးဒေသနာတစ်ခုစီလိုရင်းအရေးကြီးသောအချက်များကိုတင်ပြထားခြင်းဖြစ်သည်
ဤဒေသနာအကျဉ်းတို့သည်ယောဂီအားတရားတရားဖြစ်ပေါ်လာစေရန်နှင့်ညွှန်ကြားမှုများမှာဆရာကြီး S.N. ဂိုရင်ကာမှဝိပဿနာယောဂီတို့၏ညွှန်ကြားချက်များဖြစ်၏ဝိပဿနာမကျင့်ဘူးသေးသောသူများလည်းဤဒေသနာအကျဉ်းအားဖတ်ရှုပြီးနောက်ဖော်ပြထားသောတရားဓမ္မတို့ကိုကိုယ်တိုင်သိရှိလိုပြီးဝိပဿနာတရားဘက်ကိုဝင်ရောက်စေရန်တွန်းအားဖြစ်လိမ့်မည်ဟုမျှော်လင့်ပါသည်ဤဒေသနာအကျဉ်းကိုဖတ်ပြီးဆရာမပါဘဲဝိပဿနာ10ရက်တရားဘက်ကိုမတက်ဘဲမိမိတယောက်တည်းကြည်ရမည်ညွှန်ကြားချက်စာတမ်းမဟုတ်ပေဝိပဿနာသည်အလွန်လေးနက်သောကျင့်စဉ်ဖြစ်ပြီးမိမိ၏နက်ရှိုင်းသောအပိုင်းတွင်ရှိနေသောအကြောင်းကိုရှုကြည့်ရခြင်းဖြစ်၏သင်သည်လွယ်လွယ်ကူကူမပြုလုပ်ပါနှင့်ဝိပဿနာအားမှန်မှန်ကန်ကန်ကျင့်သုံးနိုင်ရန်အတွက်ဝိပဿနာတရားဘက်တစ်ခုကိုဝင်ရောက်ပြီးနီးမှန်လမ်းမှန်သင်ပြသောဆရာယောဂီ၏စာဝတ်နေရေးအတွက်တင့်လျော်သောအထောက်ပံ့ကောင်းများရရှိနိုင်သောတရားရိပ်သာတစ်ခုကိုဝင်ရောက်ရပေမည်ထို့သောမဟုတ်ဘဲမိမိတဦးတည်းစာအုပ်ဖတ်ပြီးကျင့်မည်ဆိုပါကယောဂီအနေနှင့်မိမိ၏အန္တရာယ်ကိုမိမိရှာတကဲ့သို့ဖြစ်ပေမည်ကံကောင်းထောက်မစွာဖြင့်ဆရာကြီး S.N. ဂိုရင်ကာ၏ဝိပဿနာရိပ်သာများသည်ကမ္ဘာအနှံ့တွင်ပုံမှန်တရားဘက်များပြုလုပ်ပေးနေကြသည်တရားဘက်ပြုလုပ်မည့်နေ့ရက်များကိုရိပ်သာများသို့မေးမြန်းစုံစမ်းနိုင်သည်ဤဒေသနာအကျဉ်းကိုအမေရိကန်နိုင်ငံမက်ဆာချူးဆက်ဝိပဿနာတရားရိပ်သာတွင်1983ခုနှစ်တွင်ဟောကြားခဲ့သည့်ဒေသနာမှထုတ်ယူထားခြင်းဖြစ်သည်10ရက်မြောက်နေ့တရားဒေသနာကိုမူ1984ခုဩဂတ်လတွင်ထိုရိပ်သာတွင်ဟောကြားခဲ့သည့်အထဲမှထုတ်ထားခြင်းဖြစ်၏ဆရာကြီးဦးကိုအင်္ဂါကြီးမှစာမူများကိုကြည့်ရှုပြီးထုတ်ခွင့်ပေးထားတော်လဲဆရာကြီးမှအသေးစိတ်စစ်ဆေးချိန်မရခဲ့ပေထို့ကြောင့်စာဖတ်သူတို့မှာအမှားတချို့နှင့်မစီလျော်သောအကြောင်းအချို့တွေ့ရှိခဲ့ပါကစာရေးသူ၏တာဝန်သာဖြစ်သည်ဆရာကြီး၏တာဝန်မဟုတ်ပါထိုကဲ့သို့တွေ့ရှိပါကစာရေးသူထံဝေဖန်ပြောကြားပေးရန်ဖိတ်ခေါ်အပ်ပါသည်အမှားပြင်ဆင်နိုင်ရန်အတွက်ဖြစ်ပေသည်ကျွန်ုပ်၏ကြိုးစားမှုသည်ယောဂီအပေါင်းတို့တရားအားထုတ်ရာတွင်အထောက်အကူဖြစ်ပါစေတည်းအားလုံးသောပုဂ္ဂိုလ်ပေါင်းတို့ပျော်ရွှင်ကြပါစေဝီလီယံဟက်စာအုပ်တွင်ပါသောအချက်အလက်များရှင်းပြခြင်းဗုဒ္ဓမြတ်စွာနှင့်တန်ဃာတော်များ၏ဟောကြားချက်များကိုအချို့ထည့်သွင်းဖော်ပြထားပါသည်ဆရာကြီးသည်ဝိနည်းပရိကတ်နှင့်သုတ်တံပရိကတ်ပါဠိတော်တို့မှထုတ်ယူခဲ့သည်အကယ်၍နှစ်မျိုးလုံးတွင်ပါဝင်နေပါကသုတ်တံပိဋကတ်ကိုသာညွှန်ထားသည်အချို့မှာပါဠိပိဋကတ်ကိုဖွင့်ဆိုထားသောစာမူများထုတ်ယူထားသည်ဘာသာပြန်ဆိုရာ၌ဆရာကြီးသည်စလုံးတစ်လုံးချင်းစီကိုဘာသာပြန်ခြင်းမဟုတ်ဘဲတစ်ခုလုံး၏အဓိပ္ပာယ်ကိုစီလျော်အောင်ဘာသာပြန်ထားသည်စာပိုက်တစ်ခုလုံး၏လိုရင်းအဓိပ္ပာယ်ကိုသိနားလည်စေနိုင်ရန်နှင့်ဝိပဿနာကျင့်စဉ်တွင်အကျိုးသက်ရောက်မှုရှိရန်အတွက်ရည်ရွယ်ထားခြင်းဖြစ်သည်ဤစာအုပ်၏နိဂုံးချုပ်ပါဠိစာပိုက်များမှာဆရာကြီးဦးကိုအင်္ဂါမှဒေသနာတွင်ရှင်းပြထားသည့်အတိုင်းဖြစ်သည်ဤစာအုပ်၏နောက်ပိုင်းတွင်ပါရှိသောပါဠိနှင့်အင်္ဂလိပ်ဘာသာပြန်များမှလည်းညွှန်းထားသောစာပိုက်တို့၏တိကျသောအဓိပ္ပာယ်ပေါ်လွင်စေပြီးယောဂီတို့အတွက်လက်တွေ့အသုံးကျစေရန်ဖြစ်ပေသည်ဤစာအုပ်တွင်ပါဠိအသုံးအနှုန်းများကိုအနည်းငယ်လိုအပ်သမျှသာထည့်သွင်းထားသည်တပြေးညီအသုံးပြုရန်အတွက်ပါဠိစကားလုံးများကိုဗဟုကိန်းနှင့်ဖော်ပြထားသည်ဥပမာသင်္ခါရ၏ဗဟုကိန်းမှာသင်္ခါရကာလပကိုကာလပပါရမီကိုပါရမီဟုသုံးထားပါသည်10ရက်တရားဘက်ဒေသနာအနှစ်ချုပ်ပထမနေ့ဒေသနာရှေးဦးကြုံတွေ့ရသည့်အခက်အခဲများယခုတရားထိုင်ရခြင်း၏ရည်ရွယ်ချက်အသက်ရှူမှုဝင်လေထွက်လေကိုစတင်ရှုမှတ်ရန်ဘာကြောင့်ရွေးချယ်သနည်းစိတ်၏သဘာဝအခက်အခဲများဘာကြောင့်ကြုံတွေ့ရသနည်းသင်မည်ကဲ့သို့ကင်တွယ်ရမည်နည်းအန္တရာယ်အပေါင်းမှရှောင်ရန်ပထမဆုံးနေ့မှာအခက်အခဲများအစဉ်မပြေမှုများစွာနှင့်ကြုံတွေ့ရခြင်းသည်ယောဂီအနေနှင့်တခါမှဤကဲ့သို့အချိန်ကြာမြင့်စွာထိုင်၍တရားမကျင့်ဘူးကြသည်ကတကြောင်နောက်အကြောင်းတစ်ခုမှာအခြားတစ်စုံတစ်ရာကိုမပြုလုပ်ရဘဲတဘာဝအတိုင်းအသက်ရှူမှုဖြစ်သောဝင်လေထွက်လေကိုတတိဖြင့်ရှုမှတ်စေခြင်းဖြင့်စတင်ကျင့်သုံးရသောဤကမ္မထန်နည်းကြောင့်ဖြစ်ပေသည်အကယ်၍သာဝင်လေထွက်လေနှင့်အတူယောဂီသည်စကလုံးတစ်ခုကိုသော၎င်းမန္တန်ဂါထာကိုသော၎င်းဖရာတစ်ပါးပါး၏အမည်နာမကို၎င်းထပ်ခါတလဲလဲရွတ်ဆိုခြင်းသို့မဟုတ်နတ်တစ်ပါးပါး၏ရုပ်ပုံကိုစိတ်ထဲမြင်အောင်ကျင့်ခဲ့သော
လမ်းစဉ်ဆိုပါကစိတ်အာရုံစူးစိုက်မှုလွယ်ကူစွာအလင်းအမြန်ရရှိနိုင်ကြမည်ဖြစ်သည်သို့သောယောဂီအားထိုကဲ့သို့တစုံတရာကိုမျှမပြုလုပ်ရန်နှင့်ပင်ကိုယ်သဘာဝအတိုင်းအသက်ရှူမှုကိုအပြောင်းအလဲမပြုဘဲဝင်လေထွက်လေတစ်မျိုးတည်းကိုသာတစိုက်မတ်မတ်ရှုမှတ်သိနေရန်သာယောဂီအနေဖြင့်ကျင့်မှတ်နေကြရသည်ထိုကဲ့သို့တခြားတစ်စုံတရာကိုရွတ်ဖတ်ခြင်းပုံဖော်ခြင်းများကိုမပြုလုပ်ဘဲကျင့်ရခြင်းအကြောင်းမှာဤကမ္မထန်နည်း၏နောက်ဆုံးပန်းတိုင်မှာစိတ်အာရုံစူးစိုက်နိုင်မှုတစ်ခုတည်းကိုသာရည်ရွယ်ခြင်းမဟုတ်ဘဲယောဂီ၏ပန်းတိုင်ရောက်ရန်ခရီးတစ်ထောက်သာဖြစ်ပေသည်စိတ်အာရုံစူးစိုက်နိုင်မှုမှတစ်ဆင့်ထို့ထက်မြင့်သောရည်မှန်းချက်ပန်းတိုင်ဖြစ်သောစိတ်အတွင်းကိန်းအောင်နေသောအညစ်အကြေးတို့ကိုဖယ်ရှားပြီးအနှောင်အဖွဲ့တို့မှလွတ်မြောက်စေရန်မဉ္ဇဉ်ဖူဉ္ဇဉ်ရရန်ဖြစ်သည်မိမိ၏စိတ်အတွင်းမှဒေါသဖြစ်ခြင်းမုန်းတီးခြင်းဆွဲလန်းခြင်းတဏှာရာဂနှင့်ကြောက်လန့်သောစိတ်ဆိုးစိတ်ညစ်များဖြစ်ပေါ်လာသည့်အခါတိုင်းတွင်ယောဂီ၏စိတ်သည်စိတ်ညစ်ညူးခြင်းကိုခံစားရသည်တစုံတရာဖြစ်စေလိုမှုများမဖြစ်လာသောအခါသင်၏စိတ်တင်းကျပ်ဖိစီးမှုများဖြစ်ပြီးအထုံးအနှောင်များသည်သင်၏စိတ်အတွင်းမှထုံးဖွဲ့နေတော့သည်ဤကဲ့သို့ထပ်တလဲလဲအထုံးအနှောင်အဖွဲ့များသည်ကြီးထွားများပြားလာကအန္တရာယ်ကြီးမားပြီးခက်ခဲရှုပ်ထွေးလာသောအထုံးပေါင်းများစွာသည်သင်၏ရုပ်ခန္ဓာနှင့်စိတ်တဏ္ဍာမှာဖြစ်နေလိမ့်မည်ထိုကဲ့သို့အန္တရာယ်အထုံးအဖွဲ့အရှုပ်အထွေးကိုသင်သည်မိမိတဦးတည်းသာခံစားရခြင်းမဟုတ်ပေအခြားသောမိမိနှင့်ဆုံတွေ့သူများကိုလည်းထပ်ဆင့်ပေးဝေလိုက်ပြန်သည်ဤကဲ့သို့နေထိုင်ပြုမူခြင်းသည်မှန်ကန်ကောင်းမြတ်သောဘဝနေထိုင်မှုမဟုတ်ကြောင်းအသေးချာပင်ဖြစ်ပေသည်သင်သည်ဤတရားဘက်ကိုဝင်ရောက်သည့်အကြောင်းမှာသင်ဘဝတွင်ကောင်းမွန်စွာနေထိုင်နည်းကိုသင်ကြားရန်ဖြစ်သည်သင်သည်မိမိကိုယ်တိုင်သဟဇာတဖြစ်လျက်စိတ်၏ချမ်းသာမှုတို့ရရှိလာသောအခါတွင်တခြားသောသူများအားလည်းထိုနည်းတူစွာသဟဇာတဖြစ်လျက်ညီညွတ်မှုပျော်ရွှင်မှုအပေါင်းရရှိစေရန်ဆောင်ရွက်နိုင်ပေမည်ထိုကဲ့သို့ဆောင်ရွက်မှုများကြောင့်မိမိ၏စိတ်သည်ပိုမိုဖြူစင်မှုရရှိပြီးလျှင်တစ်ဆင့်ထက်တစ်ဆင့်အမြင့်ဆုံးပျော်ရွှင်မှုပန်းနိုင်သို့တက်လှမ်းစေနိုင်သည်တစုံတရာအကျိုးအမြတ်ကိုရရှိရန်မမျှော်လင့်ဘဲအားလုံးသောပုဂ္ဂိုလ်တ attva တို့ချမ်းသာကြစေရန်မေတ္တာထားရှိခြင်းကျင်နာသနာခြင်းနှင့်မိမိ၏စိတ်ကိုလည်းမယိမ်းမယိုင်အညီအမျှဥပိ္ပခာထားနိုင်သောသူဖြစ်စေပါလိမ့်မည်ဘဝ၏နေထိုင်ရေးကိစ္စများကိုညီညွတ်မျှတသဟဇာတရှိစေရန်အတွက်ပထမဦးစွာအဘယ်အကြောင်းများကြောင့်ညီညွတ်မျှတမှုသဟဇာတများမဖြစ်စေရခြင်းကိုသိရှိရန်လိုအပ်သည်အမှန်စင်စစ်မှာအကြောင်းခံသည်မိမိ၏အစ္ဆဒအတွင်း၌သာရှိ၍မိမိ၏အတွင်းတရံ၌အမှန်တကယ်ဖြစ်ပေါ်နေမှုတို့အားလေ့လာဆန်းစစ်ရန်ပြုလုပ်ရမည်ဤကမ္မထန်တရားသည်သင်၏စိတ်နှင့်ရုပ်ခန္ဓာအပေါင်းအားဆွဲလန်းမှုကြီးစွာဖြစ်နေပြီးစိတ်ဖိစီးမှုများဖြစ်နေခြင်းတို့ကိုလေ့လာသိရှိနိုင်ကြမည်မိမိကိုယ်တိုင်စိတ်နှင့်ရုပ်ခန္ဓာတို့၏သဘောတဘာဝကိုသိရှိလာပြီးမှသာလျှင်ထိုခန္ဓာအပေါင်း၏အလွန်ကိုသင်သိနိုင်လိမ့်မည်ထို့ကြောင့်ဤကမ္မထန်နည်းမှာအမှန်သစ္စာကိုမိမိကိုယ်တိုင်သိမြင်နိုင်ခြင်းအကျိုးငါအမြင်အားဖြင့်ငါဟုထင်မှတ်နေသောခန္ဓာအပေါင်းစု၏အမှန်သစ္စာကိုသင်ကိုယ်တိုင်ထိုးထွင်းသိမြင်စေမည်ဖြစ်သည်သင်အနေဖြင့်ဤကမ္မထန်အား God အားမြင်တွေ့ခြင်းနည်းဟုဆိုခြင်းကဆိုပါအဘယ်ကြောင့်ဆိုသော God သည်ပင်အမှန်သစ္စာသို့မဟုတ်မေတ္တာသို့မဟုတ်တန်ရှင်းမှုဟူ၍အချို့ကအဓိပ္ပာယ်ဖွင့်ဆိုကြသောကြောင့်ဖြစ်သည်အမှန်တရားကိုဓာတ်ရိုက်မိမိကိုယ်တိုင်သိရှိနိုင်ရန်အလွန်လိုအပ်သည်တင့်ကိုယ်တင်သိရှိပါအပြင်အပေါ်ရန်အကျမ်းအားဖြင့်သိမြင်ပြီးနောက်ပို၍တိမ်မွေသောအတိမ်မွေဆုံးစိတ်နှင့်ရုပ်အပိုင်းကိုသိမြင်လာပြီးနောက်စိတ်နှင့်ရုပ်နယ်ပယ်ကိုကျော်လွန်ရှုမြင်လာနိုင်လိမ့်မည်အသက်ရှူမှုကိုစတင်ပြီးအာယုံစိုက်ခြင်းဖြင့်ခရီးစတင်ရန်အသင့်လျော်ဆုံးဖြစ်သည်ထို့သို့မဟုတ်ဘဲစိတ်ကူးဖြင့်ပုံဖော်ခြင်းတစ်ခုခုသို့၎င်းစကားလုံးတို့ကိုထပ်တလဲလဲရွတ်ဆိုခြင်းများမှာစိတ်ကူးမှုပုံဖော်မှုများသာလျှင်ပို၍ဖြစ်ပေါ်လာစေပြီးအသိမ်မွေဆုံးသောအမှန်တရားကိုရှုနိုင်မည်မဟုတ်ပေသင်သည်အသိမ်မွေဆုံးသောတရားကိုရှုနိုင်ရန်အတွက်သိမြင်သာသောတရားမှစတင်ရှုရမည်တဘာဝအသက်ရှုမှုမှသိမြင်သာသောအမှန်သစ္စာတရားပင်ဖြစ်သောကြောင့်ယောဂီသည်တဘာဝအသက်ရှုမှုကိုစတင်ပြီးရှုမှတ်ရခြင်းဖြစ်သည်ထို့သောမဟုတ်ဘဲမိမိတို့ယုံကြည်သောနတ်ဒီဝါတို့၏အမည်နာမပုံသဏ္ဍာန်တို့ကိုလိုက်ရှုမှတ်နေပါကဂိုင်းကဏ္ဍတစ်ခုဘာသာတစ်ခုခုနှင့်ဆက်ဆက်မှုဖြစ်နေသောကြောင့်အခြားသောဂိုင်းကဏ္ဍဘာသာတစ်ခုမှလူများအတွက်လက်ခံနိုင်ဖွယ်ရာမဖြစ်နိုင်ပေစိတ်ဆင်းရဲမှုဒုက္ခအပေါင်းသည်အလုံးသောပုဂ္ဂိုလ်တို့နှင့်သက်ဆိုင်ကြသောကြောင့်
ထိုဆင်းရဲအပေါင်းမှလွတ်မြောက်ရန်နည်းမှလည်းအားလုံးသောပုဂ္ဂိုလ်အပေါင်းတို့လက်ခံနိုင်သောနည်းသာလျှင်ဖြစ်ရမည်အသက်ရှူမှုဝင်လေထွက်လေသည်လူအားလုံးတို့ပြုလုပ်နေသောသဘာဝတစ်ခုဖြစ်သောကြောင့်ပုဂ္ဂိုလ်အားလုံးတို့လက်ခံနိုင်သောအရှုခံအာယုံဖြစ်ပြီးဂိုင်းကဏ္ဍအစွဲဖြင့်မှန်းဆမှုများကင်းလွတ်နေသည်ခြေလမ်းတိုင်းသည်လမ်းစဉ်တစ်လျှောက်လုံးတွင်ဂိုင်းအစွဲလမ်းတို့မှလုံးဝကင်းရှင်းရန်လိုအပ်သည်အသက်ရှူမှုကိုမိမိ၏ခန္ဓာကိုယ်၏အမှန်တကယ်ဖြစ်နေသည်ကိုသိရှိနိုင်ရန်တစားပလာအဖြစ်သုံးခြင်းပင်ဖြစ်သည်တကယ်ဆိုလျှင်သင်သည်သင်၏ကိုယ်ခန္ဓာအကြောင်းကိုသိရှိမှုအလွန်နည်းပါးသည်အပြင်ခန္ဓာအစိတ်အပိုင်းချို့၏တဒံနှင့်လုပ်ငန်းအနည်းငယ်များကိုသာသိပြီးအတွင်းပိုင်းခန္ဓာအစိတ်အပိုင်းတို့၏လုပ်ငန်းများကိုထိန်းသိမ်းနိုင်ခြင်းမရှိပေသင်၏ခန္ဓာကိုယ်အစိတ်အပိုင်းတို့သည်အမြဲတမ်းပြောင်းလဲဖောက်ပြန်နေသည့်သဘောရှိသောဆဲလ်ကလပ်စည်းများစွာဖြင့်ဖွဲ့စည်းထားသောခန္ဓာအစုများသာဖြစ်သည်အနုမြူဓာတုဒြပ်ပေါင်းများအမြဲတမ်းဖြစ်ပျက်နေခြင်းပျက်စီးဆွဲအားတို့အစဉ်စည်းဝင်လှုပ်ရှားနေခြင်းများကိုသင်တို့သည်မသိနိုင်ကြပေယခုလမ်းစဉ်အတိုင်းကြင့်ကြံခြင်းဖြင့်ယခင်ကသင်မသိနိုင်ခဲ့သည်တို့ကိုထင်ရှားပေါ်လွင်သိနိုင်လာလိမ့်မည်ထို့အတွက်သဘာဝအသက်ရှူမှုကိုအစပြု၍ရှုမှတ်ခြင်းကအကူအညီထောက်ပံ့မှုဖြစ်စေမည်အသက်ရှူမှုသည်သိစိတ်နှင့်မသိစိတ်တို့ကိုပေါင်းကူးဆက်သွယ်ပေးလိမ့်မည်သင်သည်အနည်းငယ်အားစိုက်၍အသက်ရှူမှုစတင်လျင်ဤသဘာဝအသက်ရှူမှုကိုတဖြည်းဖြည်းသိစေလာလိမ့်မည်ထိုမှတစ်ဆင့်ပို၍သိမ်မွေ့သောအမှန်တရားများသင်ခန္ဓာတွင်ဖြစ်နေမှုကိုကိုယ်တိုင်တွေ့သိလာလိမ့်မည်ခြေလမ်းတိုင်းသည်အမှန်ဘက်သို့ရှေ့ရှုလျက်အလွန်သိမ်မွေ့သောအမှန်တရားတို့သင်၏ခန္ဓာတွင်ဖြစ်ပျက်မှုကိုထိုးထွင်းတွေ့မြင်သိရှိလာလိမ့်မည်ယနေ့အဖို့သင်သည်ခန္ဓာကိုယ်ရှိသဘာဝအသက်ရှူမှုကိုအာယုံစိုက်ရှုမှတ်ရန်ညွှန်ကြားထားသည်တစ်ချိန်တည်းမှာပင်သင်၏စိတ်ကိုလည်းရှုမှတ်နေခြင်းပင်ဖြစ်သည်အဘယ်ကြောင့်ဆိုသောအသက်ရှူမှုသည်စိတ်နှင့်ဆက်သွယ်လျက်ရှိနေသောကြောင့်ဖြစ်၏စိတ်တွင်တစုံတရာမကောင်းသောအကြောင်းအရာတစ်ခုခုပေါ်လာသည်နှင့်အတူသင်၏အသက်ရှူမှုသည်လည်းပြောင်းလဲလာသည်အသက်ကိုမြန်မြန်နှင့်ပြင်းပြင်းရှူလာသည်မကောင်းသောစိတ်ပယ်ရှားသောချိန်တွင်အသက်ရှူမှုလည်းပြန်လည်၍ဖြင်းညင်းလာသည်ထို့ကြောင့်အသက်ရှူမှုသည်စိတ်တွင်ဖြစ်ပေါ်လာသောအမှန်တရားကောင်းသောစိတ်မကောင်းသောစိတ်တို့နှင့်ဆက်နွယ်နေကြသည်ဖြစ်၍ခန္ဓာနှင့်စိတ်တို့ကိုတပြိုင်နက်လေ့လာစူးစမ်းနိုင်သည်ယနေ့မှနောက်အမှန်တရားတစ်ခုအားသင်တွေ့လာခဲ့သည်သင်စိတ်သည်အာယုံတစ်ခုခုအပေါ်အမြဲမတည်ပဲအမြဲပင်ပြန့်လွင့်နေတတ်ခြင်းဖြစ်၏အသက်ရှူမှုအပေါ်မှာလည်းကြာကြာမစူးစိုက်နိုင်ပြန့်လွင့်နေသောသင်စိတ်၏ရိုင်းသောသဘာဝအမှန်တရားကိုသင်ကိုယ်တိုင်ကိုယ်တွေ့သိလာသည်ထိုကဲ့သို့စိတ်ရိုင်းပြန့်လွင့်သောအခါတွင်အဘယ်သို့ပြန့်လွင့်နေသနည်းစိတ်ရိုင်း၏အကျင့်သည်အတိတ်ကာလသို့၎င်းအနာဂတ်ကာလသို့၎င်းပြန့်လွင့်နေသည်ကိုသင်ကြုံတွေ့လိမ့်မည်စိတ်သည်ပြစ္ဆုတ်ပန်တဲ့တွင်မနေလိုပေသို့သောသင်၏စိတ်ကိုပြစ္ဆုတ်ပန်တဲ့မှာထားရန်လိုအပ်သည်အတိတ်ကာလသည်ပြန်မလာတော့ပေအနာဂတ်ကာလသည်သူ့အချိန်အခါရောက်မှသာရရှိနိုင်မည်ယခင်အဖြစ်အပျက်ပေါ်မူတည်၍ယခုအချိန်တွင်ဘာကိုလုပ်ကိုင်ရမည်ကိုအထိုက်လျောက်အားဖြင့်အကျိုးပြုစေနိုင်တော်လဲစိတ်၏ပင်ကိုယ်သဘာဝအားဖြင့်ပြစ္ဆုတ်ပန်တဲ၌မနေပဲအမှန်ကိုရင်မဆိုင်လိုပဲနောက်ကိုပြန်လိုက်ရှေ့ကိုမရနိုင်သည်ကိုပြေးလိုက်နှင့်စိတ်သည်ပြန့်လွင့်ရိုင်းနေပြီးလှုပ်ရှားနေစိတ်ညစ်နွမ်းလျက်ဖြစ်နေသည်ယခုသင်လေ့ကျင့်နေသောနည်းလမ်းမှာယခုမျက်မှောက်ဘဝတွင်ကောင်းစွာနေထိုင်စေရန်ဘဝနေနည်းဖြစ်သည်အဘယ်ကြောင့်ဆိုသောပြစ္ဆုတ်ပန်တဲ့တွင်သာသင်ဘဝကိုနေနိုင်သည်သင်၏စိတ်ကိုလက်ရှိချိန်တွင်အသက်ရှူမှုကိုအာယုံစုစိုက်ထားခြင်းသည်မျက်မှောက်တွင်ရှိသောအပေါ်ယံအမှန်တရားပင်ဖြစ်တော်လဲအာယုံစုစိုက်နေရမည်စိတ်သည်သူ့၏အကျင့်ဟောင်းသူ့သဘာဝအတိုင်းပြန့်လွင့်သွားနေအောင်မှာဖြစ်သည်ထိုအခါစိတ်ပြက်ခြင်းစိတ်တိုခြင်းမဖြစ်ပါပဲစိတ်၏သဘာဝဟုသာပြုံး၍လက်ခံပြီးနောက်တစ်ဖန်ပြန်၍အသက်ရှူမှုပေါ်အာယုံစူးစိုက်ထားလိုက်ပါသင်၏စိတ်သည်အတိတ်ကိုပြန်တွေးလိုက်အနာဂတ်ကိုပြေးသွားလိုက်နှင့်လူးလိမ့်နေတဲ့သဘာဝကိုသင်ကောင်းစွာသဘောပေါက်နေပြီဖြစ်သည်ဘယ်လိုစိတ်အတွေးတွေပါလိမ့်တခါတရံအမြင့်မောက်မတက်အစီအစဉ်မကျရောက်ရာပေါက်ရာတွေးနေတတ်သည်မှာအယူစိတ်မဟုတ်ပေဘူးလားသင်သည်ထိုကဲ့သို့မတိခြင်းထင်မြင်မှားမှုတွေမောဟတွေနှင့်ဖုံးလွှမ်းနေကြောင်းသိနိုင်သည်စိတ်ကူးအစီအစဉ်တကျဆိုအောင်တော့နှစ်သက်ဖွယ်ကောင်းသောအာယုံမနှစ်သက်ဖွယ်အာယုံစသည်တို့ကိုတုံ့ပြန်ခြင်းပြုနေလိမ့်မည်နှစ်သက်ဖွယ်အာယုံကိုဆွဲလန်းခြင်းတတ်မှတ်ခြင်းတဏှာရာကဖြစ်ပြီးမနှစ်သက်ဖွယ်အာယုံကိုမနှစ်သက်မှုမုန်းတီးမှုစသောဒေါသဖြင့်တုံ့ပြန်နေလိမ့်မည်သင်စိတ်သည်အချိန်ပြည့်မတိမှုမောဟလိုခြင်းဆွဲလန်းမှုလောဘနှင့်မနှစ်သက်မှုဒေါသတို့ဖြစ်နေလိမ့်မည်၎င်းအပြင်
ထိုမောဟလောဘဒေါသတို့အခြေခံပြီးကြံညစ်ညူးစေသောစိတ်များဖြစ်ပေါ်ကာစိတ်ဆင်းရဲခြင်းများဖြစ်လာကြပေလိမ့်မည်ဤကမ္မထန်ဤလမ်းဆုံးပန်းတိုင်မှာစိတ်အတွင်းတွင်ရှိသောအကုသိုလ်စိတ်အညစ်အကြေးများကိုဖယ်ရှားစေပြီးမိမိ၏စိတ်ကိုဖြူစင်တန့်ရှင်းစေရန်ဖြစ်သည်အလွန်နက်ရှိုင်းသောစိတ်အတွင်းပိုင်းထိခွဲစိတ်လျက်ရှုပ်ထွေးလာသောအထုံးအနှောင်တို့ခိုအောင်းလျက်ရှိသည်များကိုဖော်ထုတ်ရှင်းလင်းစေလိမ့်မည်ကမ္မထံကိုစတင်ကျင့်လျင်ပင်စိတ်အညစ်အကြေးများကိုစတင်၍ဖြူစင်စေသည်အသက်ရှူမှုကိုတတိဖြင့်ရှုမှတ်စဉ်ယောဂီသည်စိတ်အာယုံကိုစပြီးအာယုံစူးစိုက်စေသည်သာမကစိတ်ကိုဖြူစင်မှုလည်းပြိုင်တူစတင်နိုင်စေသည်ဤပထမဆုံးနေ့အာနာပါနလေ့ကျင့်စေမှာပင်အချိန်အနည်းငယ်မျှဝင်သက်ထွက်သက်ကိုအာယုံစူးစိုက်နိုင်ခိုက်မှာအားကြီးသောစိတ်ပုံစံအကျင့်ဟောင်းကိုပြောင်းနိုင်သည့်စွမ်းအားတစ်စုံတရာဖြစ်ထွန်းလာစေနိုင်သည်ထိုခိုက်တက်ခဏလေးတွင်တင်သည်နှာသီးဝတွင်အသက်ရှူမှုအမှန်တရားတစ်ခုကိုသာအာယုံရှိနေသောကြောင့်စိတ်ကူးဖြင့်မှန်းဆပုံဖော်မှုမရှိလိုခြင်းလောဘလည်းမရှိမလိုခြင်းမုန်းထားခြင်းဒေါသလည်းမဖြစ်ပေါ်ပဲတတိဖြင့်သာအသက်ရှူမှုကိုတုံ့ပြန်မှုမရှိဘဲတတိဖြင့်ရှုမှတ်နေခိုက်စိတ်သည်ဖြူစင်နေသည်ထိုကဲ့သို့ဖြူစင်နေသောစိတ်သည်စိတ်အတွင်းအကျင့်ဟောင်းဖြင့်ညှဉ်းနှွမ်းမှုအပေါ်လွှမ်းမိုးမှုဖြစ်စေနိုင်သည်စိတ်၏ဖြူစင်သောအပေါင်းလက္ခဏာနှင့်ညှဉ်းနှွမ်းသောအနှုတ်လက္ခဏာသဘောတို့ဆုံတွေ့သောအခါတွင်ပြင်းထန်သောပေါက်ကွဲမှုတို့ဖြစ်ပေါ်လာသည်အတွင်းစိတ်တွင်ဖုံးကွယ်နေသောစိတ်၏အငြိအကျေးတို့သည်တိစိတ်၏အပေါ်သို့တက်လာသောအခါပြင်းထန်သောစိတ်ဝေဒနာမနှစ်သက်ဖွယ်ခန္ဓာကိုယ်၏ဝေဒနာတို့အနေဖြင့်ခံစားကြရသည်ထိုကဲ့သို့မနှစ်သက်ဖွယ်ဝေဒနာများခံစားရသောအခါမှာယောဂီအနေဖြင့်စိတ်လှုပ်ရှားမတည်ငြိမ်မှုများဖြစ်လာပြီးအခက်အခဲများလည်းစတဲ့တပိုးပိုကြီးထွားလာနိုင်သောအန္တရာယ်နှင့်ကြုံတွေ့နိုင်သည်တို့ရာတွင်ယောဂီအနေဖြင့်ထိုမနှစ်သက်ဖွယ်ရာဝေဒနာခံစားမှုများဖြစ်ပေါ်လာခြင်းအခြေခံသဘောကိုနားလည်ထားပါကဤကျင့်စဉ်သည်စတင်၍အောင်မြင်မှုရနေသောလက္ခဏာဟုသိရှိပြီးနေပါလိမ့်မည်နက်ရှိုင်းသောစိတ်အပိုင်းထိခွဲစိတ်မှုစတင်နေပြီးအနာကိုခွဲပြီးအငြိအကျေးများထွက်လာပြီးတန့်ရှင်းမှုစနေပြီဖြစ်သည်ဤကဲ့သို့ဆက်လက်ပြီးတရားရှုမှတ်သွားပါကအနာမှပြီးအငြိအကျေးများဆက်လက်ယိုစီးထွက်သွားတဲ့ကဲ့သို့စိတ်အငြိအကျေးများသည်လည်းတဖြည်းဖြည်းထွက်သွားစေလိမ့်မည်ထိုကဲ့သို့မနစ်သက်ဖွယ်များနှင့်ကြုံတွေ့ရတော့လဲဤသည့်နီးပင်လျင်အတွင်းစိတ်အငြိအကျေးများကိုဖယ်ရှားပြီးစိတ်ကိုဖြူစင်စေသည့်တစ်ခုတည်းသောနည်းဖြစ်ပေသည်တဖြည်းဖြည်းနှင့်အခက်အခဲများနည်းသွားလိမ့်မည်မနက်ဖြန်ဆက်လက်လေ့ကျင့်သောအခါပထမနေ့ထက်ပို၍အခက်အခဲများလျော့နည်းလာလိမ့်မည်ဤကဲ့သို့ဆက်လက်ကျင့်ခြင်းတို့ဖြင့်တစ်နေ့ပြီးတစ်နေ့အခက်အခဲများကိုကျော်လွှားနိုင်လိမ့်မည်မည်သူတဦးတစ်ယောက်မျှတင့်ကိုယ်စားလုပ်ပေး၍မရနိုင်ပေတင်ဤအတွင်းစိတ်အငြိအကျေးများကိုတင်ကိုယ်တိုင်ထိုးထွင်းပြီးအမှန်ကိုမြင်နိုင်ရန်ရှုမှတ်ရမည်တင်ကိုယ်တိုင်တန်တရားဆင်းရဲမှလွတ်မြောက်ရန်ကြင်ကြံအားထုတ်ရမည်ဖြစ်သည်အကြံဉာဏ်ပေးခြင်းတရားရှုမှတ်သောအခါအစာဦးထဲမှာကျင့်ပါအပြင်မှာမကျင့်ပါနှင့်အပြင်မှာတရားရှုမှတ်လျင်နေရောင်ခြည်ဓာတ်ရိုက်ကြမှုနှင့်ဓာတ်ရိုက်လေတိုက်မှုတို့ခံစားရသောကြောင့်စိတ်အတွင်းပိုင်းထိရောက်အောင်ထိုးထွင်းရန်အခက်အခဲရှိလိမ့်မည်နားနေချိန်မှာဆိုလျှင်အပြင်မှာနေနိုင်သည်ယောဂီသည်တရားပရဝုံအတွင်းမှသာနေပါစိတ်ကိုထိုးထွင်းခွဲစိတ်မှုပြုနေစဉ်ခွဲစိတ်ခမ်းမှာပဲနေပါမည်သို့ပင်အခက်အခဲများကြုံပါစေတရားဘက်ကိုရက်ပြည့်အောင်ထိုင်ရန်ပြင်းထန်သောစိတ်ဆုံးဖြတ်ချက်ချထားပါယောဂီသည်ထိုကြုံရသောအခက်အခဲများကိုရင်ဆိုင်ရမည်တရားဘက်မပြည့်မီအိမ်ပြန်ခြင်းသည်အန္တရာယ်ရှိနိုင်သည်ထိုနည်းတူရိတ်တာတရားဘက်၏စည်းကမ်းများအလုံးကိုလည်းလိုက်နာရန်ပြင်းထန်သောစိတ်ဆုံးဖြတ်ချက်ချထားပါအရေးကြီးဆုံးသောစည်းကမ်းချက်မှာမလိုအပ်သောစကားပြောဆိုခြင်းမပြုဘဲမြင့်မြတ်သောစိတ်နေခြင်းကိုကျင့်သုံးနေထိုင်ရမည်ဖြစ်သည်ထို့အပြင်တရားဘက်၏အချိန်စရာအတိုင်းလိုက်နာဆောင်ရွက်ရန်နှင့်အထူးအားဖြင့်ဓမ္မခမ်းမတွင်စုပေါင်း၍တနာရီတရားရှုမှတ်ခြင်းတစ်နေ့လျင်3ချိန်ကိုလာရောက်၍တရားရှုမှတ်ရမည်အစားအသောက်ကိုလိုအပ်သည့်ထက်ပိုပြီးမစားပါနှင့်အိတ်ချင်လာသောအန္တရာယ်ကိုကြုံနိုင်သည်မလိုအပ်ဘဲစကားမပြောပါနှင့်တရားအလုပ်ကိုညွှန်ကြားချက်အတိုင်းတိတိကျကျလိုက်နာကျင့်ကြံပါယောဂီယခင်ကဖတ်ဘူးသောစာအုပ်ကျင့်ဘူးသောအကျင့်များကိုရှုမှတ်ရှုတ်ချခြင်းမပြုဘဲခဏရေးဖယ်ထားပါယခုတရားဘက်၏လမ်းညွှန်ချက်တို့ကိုသာလိုက်နာပါကျင့်စဉ်များရောနေခြင်းသည်အန္တရာယ်ရှိသည်မည်သည့်အချိန်မဆိုကျင့်စဉ်နှင့်ပတ်သက်၍မရှင်းလင်းပါကဆရာနှင့်လာရောက်တွေ့ဆုံပြီးရှင်းလင်းအောင်မေးမြန်းပါဤတရားကျင့်စဉ်တစ်ခုတည်းကိုတတ်တတ်မတ်မတ်ကျင့်ပါကအံ့ဩလောက်အောင်
ကောင်းကျိုးများရရှိလိမ့်မည်ယောဂီတို့ယခုလက်ရှိရနေသောအခွင့်အရေးတန်မိုးရှိသောအချိန်နှင့်မှန်ကန်ဖြောင့်မတ်သောကျင့်စဉ်သည်ဆင်းရဲအပေါင်းကိုဖြစ်စေသောတဏှာလောဘဒေါသမောဟတို့မှလွတ်မြောက်ပြီးစိတ်ဤချမ်းသာခြင်းညီညွတ်မြတ်တစွာနေနိုင်ခြင်းနှင့်စစ်မှန်သောပျော်ရွှင်ခြင်းတို့ကိုရယူခံစားနိုင်သောကောင်းကျိုးများရရှိပါလိမ့်မည်ယောဂီအားလုံးကိုယ်စိတ်နှပြချမ်းသာ၍ပျော်ရွှင်ချမ်းမြေ့မှုများရကြပါစေ